ဒါ Unilink ရဲ့ webinar ပေါ့နော် Universe webinar ရဲ့နောက်ဆုံးနေ့လေးဖြစ်ပါတယ်ရှင့်ဒီနေ့ကတော့ဒီ Global Academy အကြောင်းကိုဒါ Regional Manager ဖြစ်တဲ့ မတ်ကျော်တန်တာဝင်းကနေပြီးတော့ sharing လုပ်ပြပေးသွားမှာဖြစ်ပါတယ်ရှင့်ဟုတ်အမ share ချင်တဲ့အကြောင်းလေးစပြီးတော့ share လို့ရပါပြီရှင့်တကယ်လို့ပေါ့နော်ဒီ presentation လုပ်နေတဲ့အချိန်မှာမေးချင်တာလေးတွေရှိရင်လည်းဖြစ်ဖြစ်ပေါ့နော်ဒီ message box ကနေရိုက်ပြီးတော့လည်းမေးထားလို့ရပါတယ်ရှင့် Okay ကျေးဇူးပါ Hannah ဟုတ်ကဲ့ပါရှင့်အားလုံးပဲမင်္ဂလာပါဒီအမနာမည်ကတော့ဒါမတ်ကျော်ပေါ့နော်အမတို့ဒီ Global Academy ရဲ့ Southeast Asia Regional Manager ပါအဲ့ဒါအမတို့ဒီကျောင်းပေါ့နော်အမတို့ဒီကျောင်း Global Academy ကတော့ဒီဘာထူးခြားချက်လဲဆိုတော့ one program 2 degrees ပေါ့နော်ဘာပြောချင်တာလဲဆိုတော့ဒါကျောင်းသားရဲ့အနေနဲ့ပုံမှန် Bachelor Degree Duration 4နှစ်တက်အောင်နဲ့ဒီ CM University ကပေးရဲ့ထိုင်းကပေးရဲ့ degree တစ်ခုရမယ်နောက်ပြီးတော့ La Trobe ကပေးရဲ့ Australian ဘွဲတစ်ခုရမယ်ပေါ့နော်ဒါတော့အမတို့ရဲ့ဒီ partner university ဖြစ်တယ်ဒါ La Trobe University La Trobe ကဆိုလို့ရှိရင်ဒါကျောင်းမှာပေါ့နော်။ဘာကြီးကျောင်းသားတွေနဲ့ရွေးချယ်ခွင့်ရလဲဆိုတော့4+0 option 4+0ဆိုတာကအမတို့၄နှစ်လုံးဒါ Thailand ပေါ့နော်ဒီ Bangkok campus မှာပဲကျောင်းတက်မယ်။ပြီးတော့နောက်တစ်ခုကဘာရှိလဲဆိုတော့2 degree transfer ပေါ့နော်ပထမ2နှစ်ကိုမောင် Thailand မှာတက်မယ်ပြီးလို့ရှိရင်ကျန်တဲ့ဒီ final 2 year ကို Australia မှာတွားပြီး transfer လုပ်မယ်ပေါ့နော်ဘယ် option ပဲဖြစ်ဖြစ်ကျောင်းသားတွေကဒါ2 degree ရမယ် opportunity ရှိရပေါ့နော် first degree ကကျတော့ Thailand degree ဒါ second degree ကကျတော့ Australian degree ပေါ့နော်နောက်ဆုံးတစ်ခုကတော့အမတို့ကဒါ option ရလို့မဟုတ်ဘူး2 degree master transfer ဆိုတော့ကိုက4နှစ်လုံးဒါ Thailand မှာပဲတက်တယ် transfer ကျောင်းသားအနေနဲ့ပဲတက်တယ်ကိုကဒီ Australian bachelor degree ရမှာဖြစ်တဲ့အတွက်ကိုကဒီ master degree ကိုဘယ်နိုင်ငံမှာမဆိုဆက်ပြီးတော့ continue လုပ်လို့ရရပေါ့နော်ဆိုတော့အဓိကကအမတို့ Australian degree ကကြတော့ internationally ဒါ recognize ဖြစ်တဲ့အတွက်ကိုက Australia မှာမဟုတ်မှ Canada မှာပဲဖြစ်ဖြစ်ဒါ US မှာပဲဖြစ်ဖြစ် UK မှာပဲဖြစ်ဖြစ်ကြိုက်တဲ့ဘယ်နိုင်ငံမှာမဆိုရင်ကိုကဆက်ပြီးတော့ဒါ master ဆက်တက်လို့ရရပေါ့နော်ဒီ La Trobe ဆိုလို့ရှိရင်သူကအမတို့ဒီ ranking ပေါ့နော် world ranking ဆိုရင် QS world ranking အရာဆိုလို့ရှိရင်သူက top 250ရဲ့မှာပါတယ်လက်ရှိ2025 ranking ဆိုလို့ရှိရင်သူ့ရဲ့ ranking ကတော်တော်လေး high rank ဖြစ်တယ်217ပေါ့နော်အဲတော့ကျောင်းသားရဲ့အနေနဲ့ဒီတကယ် high rank ဖြစ်တဲ့ဒီ university ကပေးတဲ့ degree ကို Australia ထိသွားစရာမလိုဘဲနဲ့အမတို့ Thailand Bangkok မှာနေဒါကျောင်းစရိတ်ကောနောက်ပြီးတော့ living expenses ကောတနဲ့ဒါ bachelor degree ရနိုင်မဲ့အခွင့်အလမ်းရှိရဲဒါကတော့အမတို့ degree sample တွေပေါ့နော်ပထမတစ်ခုကတော့ဒါ CM University ကပေးတဲ့ဒါ bachelor degree certificate နောက်တစ်ခုကတော့အမတို့ La Trobe ကပေးတဲ့ bachelor degree certificate ပေါ့နော်ဒီ certificate မှာဆိုလို့ရှိရင်လည်းအမတို့ဒီမှာဆိုလို့ရှိရင်ဒါ sample ပေါ့နော်ဒီမှာလည်းအမတို့ကဒီပထမဆုံးဒီ La Trobe မှာ first year ကတက်တဲ့အကြောင်းသားရဲ့နီးတူရတဲ့ certificate ကအတူတူပဲဒီမှာဆိုရင် Thailand campus ကရတဲ့သူ့ရဲ့ဒီ original campus မှာမတက်ထားဘူးဆိုရယ်ဘာမျိုးမပါဘဲနဲ့ကိုယ့်ရဲ့ bachelor degree certificate ဒီ La Trobe မှာ first year တက်ထားတဲ့အကြောင်းသားရဲ့နီးတူဒါရမယ့် certificate ပေါ့နော်နောက် program နေနဲ့အမောက်မှာ business ရှိမယ်နောက်ပြီးတော့ IT ရှိမယ် hospitality ရှိမယ်ပေါ့နော်အထူးသဖြင့်ဒီ IT မှာဆိုလို့ရှိရင်အမတို့ AI ပေါ့နော်ဒီ AI ဆိုလို့ရှိရင်အမတို့ဒီ Global Academy မှာတော်တော်လေးမှဒါ popular ဖြစ်တဲ့ major တွေမှာပါတယ်တခြား business ဆိုလို့ရှိရင်လည်းအမတို့ international business ဒါမျိုးရှိမယ်ပေါ့နော်နောက်တစ်ခုကတော့ဘာ pathway ရှိသေးလဲဆိုလို့ရှိရင် Canada pathway ကတော့လက်ရှိမှာကအမတို့4+0မရှိသေးဘူး transfer option တစ်မျိုးပဲရှိသေးရပေါ့နော်သူကတော့ University of Victoria နဲ့သူက partner လုပ်ထားတယ်first 2 years ကတော့အမတို့ဒီ Global Academy Thailand မှာကျောင်းတက်ရမယ်ပြီးရင်ကျန်တဲ့2နှစ်ကိုတော့အမတို့ဒီCanada ကိုသွားပြီးတော့ဒီ Victoria University မှာဆက်ပြီးတော့ continue လုပ်ရမယ်ပေါ့နော်အဲ့ဆိုတော့သူက Bachelor degree ဒီအမ University of Victoria Canada ကပေးရ Bachelor degree တစ်ခုရမယ်လက်ရှိမှာတော့အမတို့က Canada pathway ကတော့ law ရဲ့computer science တခုပဲရှိသေးတယ်ပေါ့နော်အမတို့နောက်ပိုင်းဒီ2026အလယ်လောက်ကြာနေမှာ business နဲ့ nursing ကိုလည်းဆက်ပြီးတော့ expand လုပ်ဖို့တော့ plan ထားတယ်ဒါတော့ school fees ပေါ့နော်ဒီမှာ school fees ဆိုလို့ရှိရင်အမတို့တွေ့လိမ့်မယ်အားလုံးပေါင်း4နှစ်စာပေါ့နော်ကျောင်းသားရေက total 4နှစ်တစ်နှစ်ကို2 semester နဲ့အားလုံးပေါင်း8 semester ကျောင်းတက်ရတယ်8 semester ကိုအမတို့အားလုံးပေါင်း total က school fees ကဘတ်8,800နဲ့9,800အဲ့ဟာကိုလည်းအမတို့တစ်လုံးနဲ့တစ်ခါလေးပေးစရာမလိုဘူးပေါ့နော်ကျောင်းသားရေကဒါ semester by semester ခွဲပြီးတော့ပေးလို့ရတယ်အဲ့တော့တစ်ချိန်ကိုအမ semester တစ်ခုကိုအမဘတ်3,000ဝန်းကျင်ကြမယ်ပေါ့နော်ဒါကတော့ဒါ original school fees ပါနောက်တစ်ခုကတော့အမဒီ scholarship ပေါ့နော်လက်ရှိအမတို့မြန်မာကျောင်းသားရဲ့ဒီအတွက်ဆိုလို့ရှိရင်ဒီလာမဲ့အမတို့ January 2026 intake မှာလဲပေါ့နော်ဒီ ASEAN scholarship ထိုင်းဘတ်2,500 US နဲ့ဆိုရင်အမတို့6,000ဝန်းကျင်နဲ့ညီမျှတဲ့ scholarship ပေးနေရပေါ့နော်ဒီ scholarship ကကြလက်ရှိညီမကျောင်းသားရဆိုလို့ရှိရင်အမတခြားဘာ additional qualifications မှမလိုဘူးinterview ပဲလည်းဖြည့်စရာမလိုသေးဘူးပေါ့နော်ဒီ
အမားတို့ရဲ့ဒီ entry requirements ကို meet ဖြစ်တဲ့အကြောင်းသားတိုင်းအမား2သိန်း9000 scholarship ပေးနေရပေါ့နော်ခုနက8သိန်း8000နဲ့ကနေ2သိန်း9000နှလို့ရှိရင် batch 6သိန်းဝန်းကျင်ပဲကြာတော့မယ်ဒါ4နှစ်လုံးမှာပေါ့နော်ပြီး4နှစ်လုံးပြီးသွားရဆိုလို့ရှိရင်ကိုကဒါထိုင်းရပေးရဲ့ bachelor degree တစ်ခုရမယ်ပြီးလို့ရှိရင်ဒါ Australian degree တစ်ခုရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အမတို့ fees comparison တွေကိုကြည့်လို့ရတယ်။ပထမတစ်ခုက အမတို့ရဲ့ partner ဖြစ်တဲ့ University of Victoria သူရှိမှာဆိုလို့ရှိရင် school fees က international school fees ဆိုရင်တစ်နှစ်ကိုဒေါ်လာ2000ဝဲကျတယ်ပေါ့နော်အကယ်၍ကိုကအဲ့မှာရွယ်တော့တက်မယ်ဆိုလို့ရှိရင်4နှစ်ဆိုလို့ရှိရင်ဒါဒေါ်လာ3သိန်းဝန်းကျင်ကျမယ်အကယ်၍ကိုက2+2 pathway ဆိုလို့ရှိရင်ဒီ first 2 years ကအမတို့ကဒီ Global Academy က school fees ပဲပေးရတဲ့အတွက်တော်တော်လေးဒါ school fees လဲ save ဖြစ်တယ်ပေါ့နော်နောက်တစ်ခုက living expenses ဆိုလဲကနေဒါကဒါ living expenses နဲ့အမတို့ Bangkok နဲ့တော်တော်လေးကွာတယ်နောက်တစ်ခုဆိုလဲ Latrobe Australia ပေါ့နော်သူရှိမှ4နှစ်လုံးတက်မယ်ဆိုလို့ရှိရင်ဒေါ်လာ9000ဝဲလောက်ကျမယ်အကယ်၍ကိုကဒီ Thailand မှာ4နှစ်လုံးပြီးအောင်တက်မယ်ဆိုလို့ရှိရင်လဲမဟုတ် Latrobe ကပြီးရပွဲရမယ်ဒါမှမဟုတ်ဘူးကိုက Australia မှာလဲကိုယ့်ရဲ့ဒါ study experience ကိုလိုချင်တဲ့2+2သွားမယ်ဆိုလို့ရှိရင်လည်းအမတို့ first 2 years ကကြတော့ဒါ Global Academy က school fees ကိုပေးရတဲ့အတွက်ဒါ school fees ကို living expenses ကို save ဖြစ်ပြီးသားပေါ့နော်။ဒါဆိုရင်အောက်ဆုံးက Global Academy Thailand ရဲ့ 2 degree program ဆိုလို့ရှိရင် entire program 4နှစ်လုံးစာမှာဒေါ်လာ26,500ဝန်းကျင်ပဲကျမယ်ပေါ့နော်။နောက် living expenses ကလည်း Bangkok ဆိုတော့ဒါအများကြီးပေါ်က Australia Canada နဲ့စာရင်အများကြီးသက်သာတယ်။ဒါကတော့ဒါအမတို့ post study visa ပေါ့နော်ဒါကတော့တော်တော်များများသိပြီးသားဖြစ်ပါလိမ့်မယ်။မတော် international students တွေဆိုလို့ရှိရင်ဘွဲရပြီးပါလို့ရှိရင်ဒါ post study visa နဲ့ဘန်ကောက်မှာတစ်နှစ်နေပြီးတော့ဒါကိုကအလုပ်တွေပါရှာလို့ရတယ်ပေါ့နော်။နောက်ကယ်ပြီးကိုကအလုပ်ရှာတွေ့သွားပြီဆိုလို့ရှိရင်လည်းမတို့ကြောင်းတက်နေတဲ့ ED visa ကနေဒါ work visa ကိုနိုင်ငံတွင်ဖြတ်စရာမလိုဘဲနိုင်ငံတွင်းမှာလည်းပြောင်းလို့ရတယ်ပေါ့နော်။နောက်တစ်ခုပြင်ဒီ Thailand ကလည်းမတို့တော်တော်များများလိုက်တဲ့ international companies တွေ organization တွေရှိရဲ့အတွက်ကိုကဒီကိုယ့်ရဲ့ career လဲဒီတစ်နှစ်အတွင်းပေါ့နော်ဒါ opportunity ရှာလို့ရတယ်ဒီကတော့အမတို့ Global Academy ရဲ့အားသာချက်ပေါ့နော်ဒါ foreign degree ဖြစ်တဲ့အတွက်ဒီ Thailand မှာမတို့ highest ranking Australian degree ကို Thailand မှာပဲသင်လို့ရတဲ့ program ဖြစ်တယ်နောက်တစ်ခုကတော့ဒါ2 degrees ပေါ့နော်ပထမတစ်ခုကတော့အမတို့ CM University ကပေးရဲ့ Thai ကပေးရဲ့ဘွဲတစ်ခုရမယ်နောက်တစ်ခုကတော့ဒါ La Trobe University Australia ပေးရဲ့ Australian ဘွဲတစ်ခုရမယ်ပေါ့နော်ကိုကနိုင်ငံပြင်ထွက်เสียရမလို့ပဲနဲ့ transfer လုပ်เสียရမလို့ပဲနဲ့ဒီ Thailand မှာဒီ entire degree 4နှစ်လုံးတက်ရုံနဲ့ဘွဲတစ်ခုရမယ်ပေါ့နော်နောက်တစ်ခုကတော့ high value အမရှိမှရှင်းပြခဲ့တယ်လို့ပေါ့နော်ဒီ scholarship အပီပဲဖြစ်ဖြစ်ဒီ living cost နေမှရှင်းဒါဒေါ်လာဒီတစ်နှစ်ကိုမှတော့6500ဝန်းကျင်ပဲကြာပြီးတော့ဒါ4နှစ်လုံးတက်လို့ရှိရင်ဒါ Australian degree ရမယ်ပေါ့နော်ဒါကတော်တော်လေးအမတို့ cost effective ဖြစ်တယ်လို့ပြောလို့ရတယ်နောက်တစ်ခုက visa process ပေါ့နော်အမတို့ပုံမှန် Canada တို့ Australia ဆိုလို့ရှိရင်ဒီမြန်မာဒီ nationality ဆိုလို့ရှိရင်သူက high risk country ရဲ့ပါတဲ့အတွက်အခုနောက်ပိုင်းကဲကိုကချက်ချင်းထွက်ဖို့အဆင်မပြေသေးဘူးဆိုလို့ရှိရင်ဒီမှာအရင်စပြီးတော့မှကိုက Canada ကို transfer လုပ်မယ်ဆိုလို့ရှိရင်ဒီက 2+2 program နဲ့သွားလို့ရတယ်ကဲကိုသွားတဲ့နိုင်ငံက Australia ဒါပေမဲ့လက်ရှိကြောင့် visa ကြောင့်ကိုအဆင်ပြေသေးဘူးဆိုလို့ရှိရင်လည်းဒီမှာအရင်တက်ထားပြီးတော့မှကျန်တဲ့2နှစ်ကိုမတို့လာထုံးမှာတော့တက်မယ်ဆိုရင်လည်းရတယ်ပေါ့နော်အကယ်အကြောင်းမျိုးကြောင့်ကိုဗီဇာမရခဲ့ဘူးဒီ Thailand မှာ4နှစ်လုံးတက်မယ်ဆိုရင်တော့ကိုကဒါ Australian degree ရထားတာဖြစ်တယ်နောက်တစ်ခုကမတို့ဗီဇာ interview တွေတခြားဒီဗီဇာ application တွေကတခြားနိုင်ငံတွေလောက်Thai visa ကတော့ communicator မဖြစ်ဘူးနောက်တစ်ခုကတော့ career ready program ပေါ့နော်ဒီအရှိကမတို့ဒီ program business ပဲဖြစ်ဖြစ် IT ပဲဖြစ်ဖြစ် hospitality ပဲဖြစ်ဖြစ်ကျောင်းသားတွေက4နှစ်total အားလုံးက8 semester တက်ရတယ်အဲ့ဟာမှာအမတို့ final year final semester ကကျတော့ဘာ class မှမရှိဘူးအဲ့ duration ကကျတော့အမတို့ internship period ပေါ့နော်အဲ့ကျောင်းသားရဲ့အကုန်လုံးကကျတော့ဒါ semester တစ်ခု internship လုပ်ရတာဖြစ်တဲ့အတွက်ဒါကျောင်းသားတွေနဲ့ကိုဘာတေချာဝါသနာပါလဲကိုလုပ်ထားတဲ့အလုပ်ကဘယ်လိုလုပ်လဲဆိုတော့ကျောင်းသားရပြီးလို့ရှိရင်တခါ job ready လိုမျိုးဖြစ်သွားပါပေါ့နော်နောက်တစ်ခုကကျတော့အမတို့ဒီကျောင်းပေါ်မှာပဲခါကျတစ်လားတစ်ခါနှစ်ခါလောက်ဒီ mentoring class တွေနောက်ပြီးတော့ master class တွေကို company ကနေလာ visit လုပ်ပြီးတော့ deliver လုပ်တဲ့အတွက်ကိုကတကယ်အလုပ်လုပ်နေတဲ့သူတွေရှိကနေသူတို့ရဲ့ knowledge တွေ experience တွေကိုကတခါရဲစာသင်နေနဲ့လေ့လာလို့ရတယ်ဒီဗီဒီယိုကအမရှိမှဖြစ်သွားပြပြီးသွားရေဆိုတော့ကြောလိုက်တော့မယ်နော်ဒါကတော့အမတို့ဒီ CM University Global Academy ရှိရတာ CM University Campus မှာပေါ့နော်အမတို့ Global Academy ကကြာတော့ဒီ CM University Campus မှာရှိရဲဒါကတော့အမတို့ Thailand degree deliver လုပ်တဲ့ဒါ CM University ပေါ့နော် CM University ကကြာအမတို့ Thailand မှာရှိရဲ့ဒါ private university တစ်ခုဖြစ်တယ်ဒါဆိုလို့ရှိရင်ဒါ CM University မှာရှိရ facilities တွေlibrary တို့ computer lab တို့ဒီ sports arena ဆိုလဲအမတို့ဒီ Global Academy ကကျောင်းသားတွေလည်းအကုန်သုံးလို့ရတယ်ဘာလို့လဲဆိုတော့ Global Academy ကကျောင်းသားတွေဒီကျောင်းစားတက်တာနဲ့သူတို့မှလည်းဒီ CM University က ID card ရှိရဖြစ်တဲ့အတွက်သူတို့ဒီ CM University မှာရှိတဲ့ facilities ကိုအကုန်လုံးသုံးလို့ရတယ်ပေါ့နော်ဒါမှမဟုတ် cafeteria area canteen ပေါ့နော်ဒီလို area တွေဒါတော့မှဒီ Global Academy building ပေါ့နော်
ဒါကတော့အမတို့လက်ရှိဒီကျောင်းမှာစာသင်ပေးနေတဲ့ lecturers တွေပေါ့နော်ဒီ lecturers တွေဆိုလို့ရှိရင်လည်းအမတို့က like or 60 40 70 30လောက်ကမတို့ international lecturers များတယ်ဒီမှာဆိုလို့ရှိရင်အမတို့ဒါနိုင်ငံပေါင်းစုံတွေ့လိမ့်မယ်ပေါ့နော်Ireland Australia ဒီကျောင်းကနေဒါစတဲ့ဒီနိုင်ငံတွေကနေပြီး lecturers တွေပါတယ်နောက်ဒီမှာဆိုလို့ရှိရင်လည်းဒါကိုကဒီမှာအမတို့ domestic lecturers တွေလည်းပါတယ်ပေါ့နော်ဆိုတော့အဓိကအမတို့ကဒီ Australian degree ကို deliver လုပ်နေတာဖြစ်တဲ့အတွက်အမတို့ lecturers တွေဆိုရင်သူတို့ရှေ့ကနေပြီးတော့အမတို့ approve ရတဲ့ဒါ lecturers တွေကြီးပဲပေါ့နော်ဒါဆိုလို့ရှိရင်အမတို့ကျောင်းပေါ်မှာဒါကျောင်းသားတွေအတွက်လုပ်ပေးရဲ့အမ movie night တို့နောက်ပြီးတော့ဒါကျောင်းသားတွေအတွက်ဒါ activities ပေါ့နော်ဒါကတော့အမတို့ဒီ accommodation နဲ့ပတ်သက်တဲ့ဒါ information မှာဒီ accommodation ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးတော့ကိုက apartment ပေါ့နော် apartment ဆိုလို့ရှိရင်အမတို့4500ဝန်းကျင်လောက်ကနေစမယ်ကဲကိုက apartment မဟုတ်ဘဲနဲ့ဒီလိုမျိုး condo ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒါ budget ပေါ်မူတည်ပြီးတော့ဒါ8000 1000ဝန်းကျင်ကနေပြီးတော့ two bedroom ဆိုရင်1400 16500ဝန်းကျင်ရှိရပေါ့နော်ဒါရတော့ဒါကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးကျောင်းသားရ accommodation မှာဒီ apartment မှာနေမလား condo မှာနေမလားသူရွေးလို့ရတယ်နောက်တစ်ခုကဒါ location ပေါ့နော်မတို့ဒီ Global Academy CN University ရဲ့ location ကမတို့ Banwa ဒီ station နဲ့ဆိုလို့ရှိရင်ပုံမှန်ဒီလမ်းလျှောက်တဲ့သူဆိုရင်10 minutes walk လောက်ပဲလျှောက်ရတယ်ဒီ Banwa ကကျတော့မတို့ BTS က MRT ရောစုံတဲ့နေရာမှာရှိတဲ့အတွက်ကျောင်းသားတွေကဒီကျောင်းပတ်ဝန်းကျင်မှာနေမှမဟုတ်ဘူးပေါ့နော်ကိုကတခြားနေရာမှာနေရဆိုလို့ရှိရင်လည်းအဆင်ပြေရ BTS ဖြစ်ဖြစ် MRT ပဲဖြစ်ဖြစ်စီးလို့ရတဲ့နေရာမှာရှိတဲ့အတွက်ကိုကဒီဘန်ကောက်ပဲနေရာမှာဆိုကို transportation အဆင်ပြေတဲ့နေရာမှာနေလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့ဒါအမားတို့ဒီတကယ်မျိုးလေကောင်ဖြစ်တဲ့ဒီဆာလာဒန်တို့စီလုံတို့နောက်ပြီးစုခွန်ဘရစ်တို့နဲ့ဆိုလို့ရှိရင်အမား BTS ဆို MRT ကိုစီးွားလို့ရှိရင်ဒီ25မိနစ်ဒါမိနစ်30အတွင်းရောက်တယ်ပေါ့နော်ဒါအမားတို့ international airport Suvarnabhumi ဆိုလို့ရှိရင်လည်းအကြောင်းနဲ့ကအမားတို့ဒါ40 km 50 minutes drive လောက်ပဲရှိရယ်ဒါဆိုလို့ရှိရင်အရှိမပြောရတဲ့အကြောင်းမှာပေါ့နော်အကြောင်းပေါ်မှာ deliver လုပ်တဲ့ဒါဆိုရင် mentoring session ဒါရဆိုလို့ရှိရင်မတို့ AI ကို master class လုပ်ပေးရပါတော့လာပြီးတော့ဒီ deliver လုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းတကယ်ဒါ higher level management ကလူတွေပေါ့နော်ဥပမာ CEO တို့ CFO တို့အဲ့လို level ကသူတွေဖြစ်တဲ့အတွက်သူတို့ရဲ့တကယ် experience ကိုလမ်းလုပ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမတို့ရှိမှာဒီ mentoring session လာလုပ်ပေးတဲ့သူတွေဆိုလို့ရှိရင်ဒီမှာဆိုရင် Oscham ကလည်း CEO တွေပါမယ်တကယ်ဒီ companies တွေကဟိုသူတို့ရှိရဒါ experience တွေအများကြီးကိုကလမ်းလုပ်လို့ရတယ်။နောက်ပြီးကိုယ့်ရဲ့ networking အတွက်လည်းအများကြီးအကျိုးရှိရပေါ့နော်။ဒါကတော့ upcoming intakes ပါအမတို့ဒီလက်ရှိအနည်းဆုံး intake ဆိုလို့ရှိရင်တော့ January intake ပေါ့နော် January 19မှာ class စပါမယ်အဲ့အတွက်လည်းအမတို့စပြီးတော့application တွေလက်ခံနေပြီပေါ့နော် application တွေလက်ခံနေရဖြစ်တဲ့အတွက်ကိုကခုနကလိုမျိုးအကြောင်းရှောက်ဖို့စိတ်ဝင်စားရဆိုလို့ရှိရင်အမတို့စပြီးတော့ application တင်လို့ရတယ်ဒါကတော့ entry requirements ပါ entry requirements ကတော့အမတို့မြန်မာ10တန်းပေါ့နော်မြန်မာ10တန်းစနစ်အသစ်ဆိုလို့ရှိရင် grade 12ဆိုလို့ရှိရင်မဟုတ်တခြားပါ additional qualification မှမလိုဘူးdirect entry ရတယ်ပေါ့နော်အကယ်၍ကိုကမြန်မာစင်ရဲ့အဟောင်းဆိုလို့ရှိရင်တော့အမတို့မြန်မာစင်ရဲ့အဟောင်းနဲ့အရင် first year အရင်တက်နေပြီးတော့ကိုက first year တက်နေစဉ်အတွင်းမှာအမတို့ GED ဟို submit လုပ်ပေးရတယ်ပေါ့နော်မြန်မာစင်ရဲ့အဟောင်းဆိုလို့ရှိရင်တော့အသစ်ဆိုလို့ရှိရင်တော့အမတို့ဘာမှမလိုဘူးဒီခါ direct entry ရတယ်အကယ်၍ကိုက IGCSE O level ကျောင်းသားဆိုလို့ရှိရင်တော့အမတို့ requirements အနေနဲ့5 subjects လိုတယ်5 subjects ကို grade C and above လိုပါတယ်။ကဲကိုက GED ကျောင်းသားဆိုလို့ရှိရင်တော့ GED လိုတဲ့အမှတ်ကအမတို့145ပါတခြား qualification တွေဖြစ်တဲ့ဒါ IB တို့ OSST တို့ဒါမျိုးတွေလည်းအမတို့လက်ခံတယ်။နောက်တစ်ခုကတော့ English ပေါ့နော် English ကတော့အမတို့ IELTS 5.0 Duolingo 90လိုတယ်အကယ်၍ကိုက IELTS လည်းမရှိဘူး Duolingo လည်းမရှိဘူးဆိုလို့ရှိရင်တော့နောက်ကျောင်းကနေပြီးတော့စစ်တဲ့ပေါ့နော် Pearson English Placement Test ကိုfree ဝင်ဖြေလို့ရပါတယ်နောက်တစ်ခုကတော့ visa process ပေါ့နော် visa process ကလည်းဒါကျောင်းသားအနေနဲ့တအားစိတ်ပူစရာမလိုဘူးဘာလို့ဆိုအမတို့ရဲ့ဒီ official partner ဖြစ်တဲ့ဒါ Unilink ကနေပြီးတော့ဒါကျောင်းသားရေကို guidance ပေးမှာဖြစ်တဲ့အတွက် visa process ဆိုရင်လည်းကျောင်းသားရေအများကြီးစိတ်ပူစရာမလိုပြီးတော့အမတို့ဒီ Thailand ရဲ့ visa process ကလည်းတခြားနိုင်ငံလောက် complicated မဖြစ်ဘူးပေါ့နော်နောက် application process အနေနဲ့ကတော့ဒါကျောင်းသားတွေနဲ့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါအမတို့ရဲ့ partner agent ကနေတစ်ဆင့်application for submit လုပ်မယ်ပြီးလို့ရှိရင်အမတို့စာရေးအစုံပေါ့နော်ခုနကကိုယ့်ရဲ့ qualification academic qualifications တွေရော English တွေရောစုံတယ်အကုန် complete ဖြစ်တယ်ဆိုလို့ရှိရင်အမတို့ပုံမှန်အားဖြင့်5 working days အတွင်း offer letter ကြာရပေါ့နော် offer letter မှာတခါလဲ school fees ကဘယ်လောက်လဲနောက်ကိုက scholarship ဘယ်လောက်ရလဲတခါလဲပါပြီးသားအကယ်၍ကိုကဒါ confirm ဖြစ်တယ်ဆိုလို့ရှိရင်ဒါအမတို့ first semester payment ပေးရဆိုလို့ရှိရင်ဒါကျောင်းသားရုံစပြီးတော့အမတို့ visa process visa document လေးစပြီးတော့ run ပေးရပေါ့နော်ဟုတ်အမရဲ့ presentation လေးကတော့ဒီလောက်ပါပဲ။ကဲကိုသိကျင်တာရှိရဲဆိုလို့ရှိရင်ဒီမတို့ရဲ့ဥစားမှတစ်ဆင့်မေးလို့ရပါတယ် chat box ကနေတစ်ဆင့်
အချက်တော့မှာမေးခွန်းလေးတစ်ခုဝင်လာရဲပေါ့နော်ဒီ Global Academy မှာကျောင်းတက်ရင်ရော internship တွေဘာတွေကဘယ်လိုဆင်းရလဲပေါ့နော်အဲ့ဒါလေးမှတစ်ချက်လောက်ပြောပြပေးလို့ရမလားရှင်အမအရှိမပြောရလို့ပေါ့နော်final year final semester ကအမတို့ internship period ပါဒီကာလကဘယ် major မှမဟုတ်ဘူး business ဘယ် major မဆိုပေါ့နော် business ပဲဖြစ်ဖြစ် IT ပဲဖြစ်ဖြစ် hospitality ပဲဖြစ်ဖြစ်အဲ့ဒီ final year final semester ကအမတို့ internship ကာလပါဟုတ်ကဲ့ပါကျေးဇူးပါရှင်မေးချင်တာလေးရှင်မေးလို့ရပါတယ်နော်ဟုတ်ဒါကျွန်တော်တစ်ခုလောက်မေးချင်လို့เนาะအခုဒီထိုင်းကနေပြီးတော့ Australia တို့ Canada တို့သွားတဲ့ကျောင်းသားတွေရဲ့ experience လေးရောအမှသိထားတာရှိရင်ပြောပြပေးလို့ရတာလက်ရှိမှာတော့အမားတို့ကဒီ program ကစတာတစ်နှစ်ကျော်ပဲရှိသေးတယ်เนาะဒီ June 2026မှာတော့ first batch transfer လုပ်ဖို့ရှိတယ်ပေါ့เนาะဒီ June 2026မှာအမားတို့နှစ်တည်ပြီဖြစ်တဲ့အတွက် transfer လုပ်မဲ့ကျောင်းသားတွေလည်းတော်တော်များများရှိရယ်အဲ့ချိန်ကျရင်အမားတို့ပို့ပြီးတော့ဒီ testimony ရယ်စီတို့ရဲ့ experience တွေလည်း share လုပ်ပါပေးမယ်ပေါ့เนาะတခုကကြတော့ဘာရှိလဲဆိုတော့ visa ပေါ့เนาะဒါ visa ကတော့ဒါပွင့်လင်းပြောရှင်အမားတို့ကျောင်းကနေလည်း control လုပ်တာမဟုတ်ဘူးဟိုဘက်ဒီ Australian Embassy ရဲ့ counselor ပေါ့နောက်ပြီး policy changes ပေါ်မူတည်တာဖြစ်တဲ့အတွက်ဒါ visa ကတော့အစရလည်းမြန်မာနိုင်ငံက high risk လည်းပါနေရောဒါပေမဲ့တခုကောင်းတာကကြတော့ဗာလဲဆိုတော့ဒါပေမဲ့ကျောင်းသားအိမ်နေကြတယ်ဒီ first 2 years ဆိုဒီမှာပြီးသွားပြီဟိုမှာတကယ်ကျောင်းသွားတက်မဲ့ကျောင်းသားဖြစ်ကြောင်းသူများတဲ့ဆိုင်လည်းပို့ပြီးတော့ဒါ plus point ရတာပေါ့နော်အဲ့တခုကတော့အဆင်ပြေတယ်တို့အမတို့ကတခြားဒီ expert တွေကလည်းအကုန်လုံးမျှော်လင့်ထားရပေါ့နော်ဟုတ်ကဲ့ပါပါဟုတ်ကဲကျောင်းသားတွေနဲ့ဗီဇာမရခဲ့ဘူးပေါ့နော်ဒါလုံးဝနောက်ဆုံးအခြေအနေကဗီဇာမရခဲ့ဘူးဆိုရင်လည်းတို့ဒီ Thailand မှာပဲဆက်ပြီးတော့ continue လုပ်လဲတို့ဒီ La Trobe ကဒီ Bachelor degree ရထားတာဖြစ်တဲ့အတွက်တို့နောက်ပိုင်း Master ပဲဆက်တက်တယ်ဆိုလို့ရှိရင်လည်းတို့လက်ထဲမှာ Australian Bachelor degree ဂိုင်ထားတော့ကျောင်းသားတွေအတွက်လည်းအဲ့တခုကတော့တော်တော်လေးအဆင်ပြေတယ်ဟုတ်ကဲ့ပါဟုတ်နောက်မှတစ်ခုတွေ့တယ်အားလည်းမသိဒီမှာမေးထားတဲ့နောက်ထပ် question တွေကကြတော့လေ scholarship ဘယ်လိုဖြေရမလဲပြီးတော့နောက်တစ်ခုကကြတော့10ရန်စနစ်ဟောင်းနဲ့အောင်ထားတဲ့သူဆိုလို့ရှိရင် GED ထပ်ဖြေဖို့လိုသေးလားဆိုတာမေးထားပါရဲ့ရှင်scholarship ကတော့ဒီလက်ရှိ general scholarship policy ကဒါမှတို့မြန်ဟိုပြောင်းလဲမှုရရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီ2026 January 2026 intake အတွက်ကတော့အမတို့ကခုနက entry requirement ဆိုမိဖြည့်အောင်နဲ့မိဖြည့်အောင်ဆိုမှ GED ဆိုရင်145IGCSE ဆိုလို့ရှိရင်5 subjects grade C and above မြန်မာဆယ်တန်းဆိုမြန်မာဆယ်တန်းစနစ်အသစ်အဲ့ဟာရေအကုန်လုံး entry requirements မိဖြစ်တဲ့ကျောင်းသားဆိုရင်အမတို့ scholarship ကကြတော့တခါတည်း offer letter issue လုပ်တာနဲ့ scholarship ပါပြီးသားပေါ့နော် amount time back 2,500 scholarship တခါရေးပေးပြီးဒါကတော့ January 2026 intake အတွက်ပေါ့နော်နောက်တစ်ခုကမြန်မာဆန်ရဲ့အဟောင်းမြန်မာဆန်ရဲ့အဟောင်းဆိုလို့ရှိရင်တော့အမတို့ GED လိုတယ်ဒါပေမဲ့ GED ကိုအမ application စပြီးတော့ submit လုပ်ခဲ့ရထပ်စရာမလိုဘူးfirst year တက်နေစဉ်ပေါ့နော်2 semester တက်နေစဉ်အတွင်းမှာကိုက GED ကိုဥမာ online class တက်တာပဲဖြစ်ဖြစ်ဥမာ weekend class တက်ပြီးတော့ဖြည့်ရပဲဖြစ်မဟုတ်ဒီတစ်နှစ်အတွင်းမှာထပ်လို့ရတယ်ပေါ့နော် GED အမှတ်ကိုမြန်မာစင်ရဲ့အသစ်ဆိုလို့ရှင်တော့အမတို့ကဒါ direct entry ခါရတိုင်းရပြီသားအမတို့ grade 12ပေါ့နော်သူကလည်း Thai ကလည်း12 year education ဆိုတော့ Mandarin ကဘယ်လိုလုပ်ပေးတာ Mandarin ကအမတို့ပြော Mandarin class ပေါ့နော် Mandarin class ဆိုတဲ့သဘောတရားပါလဲဆိုဥမာထားလိုက်ပါဒါမှ Auscham ဆိုလို့ရှိရင်ဒါ Australian Thai Chambership သူက CEO ဆိုလို့ရှိရင်သူနဲ့သက်ဆိုင်နေသူကဘယ်မှာသူ့ရဲ့ဥစ္စာကspecialize လဲပေါ့နော်ဥပမာ finance specialization လာတဲ့သူကလာမယ်ဆိုရင်သူ့ရဲ့ experience တွေ sharing လုပ်မယ်ဒါ finance နဲ့ပတ်သက်တဲ့အကြောင်းတွေသူပြောမယ်ဆို mentor ဆိုတော့ဟိုမတို့တိလိုမျိုးကြီးအကြောင်းမှာတစ်ချိန်လုံးဟို mentoring လိုမျိုးလုပ်ပေးနေရမျိုးမဟုတ်ဘူး mentoring class ဆိုတာကြတော့တနားရီလောက်ပဲဖြစ်ဖြစ်2နာရီလောက်ပဲဖြစ်ဖြစ်သူက deliver လုပ်ပေးရပါတော့သူ့ရဲ့ experience တွေနောက်ပြီးတော့ဒီ finance နဲ့ပတ်သက်ပြီးတော့တည်တင်တည်ထိုက်တာဒါမျိုးတွေပေါ့နော်AI ဆိုလို့ရှိရင်လည်းဒါ AI နဲ့ပတ်သက်တဲ့ဟာတွေသူ experience တွေ sharing လုပ်ပေးမယ်ပြီးအခုမှကြောင်းတက်နေတဲ့ကျောင်းသားတွေဆိုလို့ရှိရင်ဘာတွေကဘယ်လို trending ဖြစ်နေရဲသူသိရဲ့သူရဲ့ industry knowledge တွေသူ sharing လုပ်ပေးမယ်ပေါ့နော်ဒါမျိုးကိုပြောတာဟုတ်ကဲ့ပါရှင်ကျေးဇူးပါအမအခြားမေးမဲ့သူလေးရှင်တစ်ချက်လောက်မေးပေးပါအောင်နော် Can you share about ways for choosing major for undergraduate ဒါကတော့လေပိုးဝင်လင်းပြောရရင်အမားတဲ့စာလို့ရှိရင်အကြောင်းသားကကိုယ့်ဘာသာကိုပြန်ပြီးတော့မေးဖို့လိုမယ်ပေါ့နော်ကိုကတကယ်ဘာဝါသနာပါတာလဲပေါ့နော်ဥပမာအမားကပြောလိုက်လို့အခုလက်ရှိ trending ဖြစ်နေတာ computer science ဆိုပေမဲ့ကို computer science ကိုလုံးဝဝါသနာမပါဘူးဥပမာ coding တွေလည်းဝါသနာမပါဘူးဆိုရင်တော့ဥပမာကိုကတကယ်ကျွမ်းတာကဥပမာ international business and marketing အဲ့လိုမျိုးပေါ့နော်ဆိုတော့ကိုဘယ်ဟာဝါသနာပါလဲဆိုတာလေးကို find out လုပ်တိုင်းတော့ပို့ပြီးတော့ဒါအဆင်ပြေလိမ့်မယ်
နောက်တစ်ခုက IT နဲ့ပတ်သက်ပြီး employment ဘယ်လောက်ရှိလဲပြောပြလို့ရဟော employment ကတော့ဒါကတော့ဒီခုနကပြောရလို့ရောနော် IT တို့ computer science IT related majors တွေကတော့လက်ရှိမှာအရန်ကိုမှtraining ဖြစ်နေတဲ့အထဲမှာပါတယ်ပေါ့နော်အဲ့တော့ IT သမားတွေကတော့တော်တော်များများကတော့ဟိုအလုပ်ရတဲ့ရာခိုင်နှုန်းလည်းများတယ်နောက်အခုအထူးသဖြင့်ဒီ Thailand ကလည်းအမတို့ကတော်တော်လေးဒါ international companies တော်တော်များများရှိတယ်ပေါ့နော်ဟိုကိုကထိုင်းစကားပြောတတ်မှရမဟုတ်ပြောတတ်ရင်တော့အကောင်းဆုံးပဲပေါ့နော်ဥပမာဟိုကိုကပို့ပြီးတော့ခုနကလိုမျိုးအကြောင်းဘက်ကနေပြီးတော့ဘာတွေအဲ့လိုမျိုး supporting employment အတွက်ပေါ့နော်ဘာတွေ supporting ပေးလဲဆိုလို့ရှိရင်အမတို့ကဒါ networking event တွေရှိရယ် networking event တွေဆိုလို့ရှိရင်သိရမလားကိုကအမှတကယ်ဟိုဘက်ကလာတဲ့လူရဘာတွေသူတို့ရဲ့ requirements တွေကဘာလဲသူတို့ JD မှာဘာတွေတောင်းထားလဲကိုကအဲ့ဒါကြိုပြီးတော့ဒါ prepare လုပ်ထားလို့ရတယ်ပေါ့နော်ကိုဘက်ကလည်း well prepare ဆိုလို့ရှိရင်ခုန internship ဆင်းထားတာရောဆိုလို့ရှိရင်ကိုကတော်တော်လေးဒါ ready ဖြစ်နေပြီပေါ့နော်အကြောင်းသားတွေအတွက်ဆိုလို့ရှိရင် Some say that job hunting is related with choosing majors. Is it true? တဲ့ quite true လို့ပြောရမှာပေါ့နော်။ဘာလို့ job hunting choosing majors ဆိုတော့ majors တွေကတော့အများကြီးပဲကွာဒါကတော့အမတို့ဒီ Thailand မှာမလို့လားဒါ major တွေ limited ဖြစ်နေတာပေါ့နော်။ဥပမာတချို့နိုင်ငံတွေမှာဆိုလို့ရှိရင် biomedical science ကပို့ပြီးတော့ popular ဖြစ်တယ်ဒါမျိုးတွေကွာသေးရပါတော့။အဲ့တော့ကိုကအဓိကအမဘာကြောင့်ခုနကလို့ဥပြည့်ကိုဝါသနာပါတဲ့အလုံးမှာပဲပို့ပြီးတော့ကိုကအဆင်ပြေလိမ့်မယ်ပေါ့နော်။ကိုကခုနစကားပြောရတာမကြိုက်ဘူးတိတ်ပြီးတော့ creativity မကောင်းဆိုရင်ကိုကတော့ပြီး marketing major ယူထားလဲကိုတို့ကအရင်အကျိုးမရှိနိုင်ဘူးပေါ့နော်နောက်အလုပ်က IT မှလည်းမဟုတ်ဘူးကွာမ companies တစ်ခုမှဆိုလို့ရှိရင် finance လည်းရှိရယ် HR လည်းရှိရယ် IT သမားလည်းရှိရယ်ဟို accounting အများကြီးပဲပေါ့နော်အဲ့တော့ major တိုင်းကတော့သူ့နေရာနဲ့သူအသုံးဝင်တာကြီးပဲပေါ့နော်ဒါပေမဲ့ကိုလည်းတကယ်ဝါသနာပါတယ်ကိုလည်းစိတ်ဝင်စားတဲ့ major ဆိုရင်တော့ကိုကပို့ပြီးတော့ performance ထွက်တာပါတကယ်လုပ်တဲ့အချိန်ကြာလို့ရှိရင်ဆယ်တန်းစနစ်ဟောင်းပဲအောင်တဲ့လူကြောင့်scholarship ကရတယ်အဲ့ခါကျတော့အမတို့ဆယ်တန်းစနစ်အဟောင်းရဲ့အမှတ်ပေါ်မူတည်ပြီးတော့ပေးရပါတော့ဒါပေမဲ့အမတို့ရဲ့ entry requirements အရာကြတော့အမတို့က GED ကိုဖြည့်ခိုင်းတာအားကြောင့်မလဲအမတို့ကဒီစပြီးတော့ကျောင်းတက်တဲ့အချိန်မှာ application မှာအမတို့ GED ကိုမတောင်းသေးဘူးဒါပေမဲ့အမတို့ရဲ့ requirements အရာကတော့ဒီတစ်နှစ်အတွင်းတော့ GED အမှတ်ကိုဟိုဟာ submit လုပ်ပေးရတယ်ပေါ့နော်မ consent form ထိုးထားတာဒီတော့တွင်ဒါကျွန်မ GED အမှတ်ကို submit လုပ်ပါမယ်ဆိုပြီးတော့ဒါပေမဲ့ဆယ်တန်းကိုကဆယ်တန်းအမှတ်စရင်ဆယ်တန်းဒီအဟောင်းနဲ့ matriculation result နဲ့အရင်ကျောင်းစတက်ထားလို့ရတယ်အဲ့တော့အမရှင်းကပြောခဲ့လို့ offer letter မှာလည်းအမတို့က scholarship တန်းပါပြီးသားဖြစ်တဲ့အတွက်ကို scholarship ရမြတခါနဲ့တန်းသိရပေါ့နော်လက်ရှိမှာတော့အမတို့ master degree ကမရှိသေးဘူးပေါ့နော်နောက်ပိုင်းတော့အမတို့လည်းဒီ Australian degree ပဲဖြစ်ဖြစ် master ချက်လုပ်ဖို့တော့စဉ်းစားထားရပေါ့နော်ဆိုတော့ Thailand မှာကအမတို့ကဒီမျိုးဟိုအမှန်နဲ့ transfer program တွေအများကြီးရှိရ pathway ပေါ့နော်တခြား2+2သွားရရှိပေမဲ့ဒီ4နှစ်လုံးတက်ပြီးတော့ဒီ degree နှစ်ခုလုံးရတာကလက်ရှိမှာအမ Global Academy တခုပဲရှိသေးရပေါ့နောက်ပိုင်းလည်းအမ master degree ကိုလည်းအဲ့လိုပုံစံမျိုးလေးရဖို့တော့ try နေရဟုတ်โอเคမေးချင်တာလေးရှိပြီလားမသိဘူးရှင်ဒီ course ကကြတော့ကျွန်တော်တို့ဒီ Australia နဲ့ Canada က University ရဲ့ course တွေကိုသင်တာပါဗျဟုတ်တယ်အမတို့က mapping လောက်ထားပါတော့အဲ့ဒါကြောင့်မလဲ तू က transfer လုပ်လို့ရတာဟို၄နှစ်လုံးတက်မယ်ဆိုရင်၄နှစ်လုံးပေါ့နော် transfer ဆိုရင်ခုန 2+2ဆိုတော့အမတို့မကြောင်းဟိုလိုမျိုးမစခင်ကအမတို့ program တွေကို mapping လုပ်ထားတယ်ဥပမာဒီဘက်ကျောင်းက CN University ရဲ့အမတို့ဒီလာထုတ်ပေါ့နော်Canada ဆိုရင်လည်းဒီ University of Victoria နဲ့ course တွေကို mapping လုပ်ထားဖြစ်တဲ့အတွက်ကိုကပုံမှန်ဒါကျောင်းသားတစ်ယောက်ကတော့ခုနောက် transfer ဆိုလို့ transfer မှာလည်းဒီတိုင်းဘုံဆိုပြီး transfer လုပ်လို့ရတာမဟုတ်ဘူးเนาะကိုကလည်းပုံမှန် GPA လေးတစ်ခုကိုအကြောင်းသားအနေနဲ့လည်းဒါ maintain လုပ်သွားရမယ်ဟိုဘက်ဒီမှာ Australian degree requirement ကအမတို့ major တိုင်းကိုထားလိုက်ပါတော့ဘာသာတိုင်းကို3 point ကိုလိုရဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ GPA လေးကိုတေချာ maintain လုပ်ရမယ်နောက်ရကိုယ့်ရဲ့ English level ပေါ့เนาะဘာလို့ဆို Australia အထူးသဖြင့်ဒီ Australia transfer လုပ်မယ်ဆိုရင်သူတို့ရဲ့ visa requirements အရာကိုကြည့်ရအရင်များပုံမှန်ဆိုရင်တော့ IELTS 6.0ရှိဖို့လိုအပ်တာမျိုးရှိတယ်ဆိုတော့ကိုကတေချာလေးကိုယ့်ကိုလည်း prepare လုပ်ထားရမှာပေါ့เนาะဒီ transfer ကျောင်းသားဆိုရင်အထူးသဖြင့်ကတော့လိုမျိုး second year တော့ဘာမှမ credit transfer လုပ်ပြီးဝင်လာတဲ့သူမျိုးတွေတော့ရှိလားဒီ Global second Academy year မှာအမှန်တမ်းပြောရင်တော့ဟိုလေရှားတယ်ဆိုအမတို့ကျောင်းက transfer လုပ်လာရှင်ဒါပေမဲ့ဒီဘက်ကလက်ခံဖို့တိတ်မလွယ်ဆိုတာဘာလို့လဲဆိုတော့အမတို့ကခုနကလို course mapping လုပ်ထားတာဆိုတော့ဟိုလို Australian ဒီ Latrobe course ကောအမတို့ဒီ CN University က course ဆို mapping လုပ်ထားတာဆိုတော့ခုနကလို transfer လုပ်မယ်ဆိုလို့ရှိရင်ကြတော့ဒီအထူးသဖြင့်ဒီ Latrobe ဘက်ကနေနည်းနည်းလေးသူတို့ရဲ့ requirements တွေကလည်းအမတို့က follow လုပ်ရတာဆိုတော့လေ အမကတော့ဒီ first year ကနေစပြီးတော့တက်ဖို့ recommend ပေးတယ်
Any suggestions for high school students for preparing uni? Only high academic grades. Of course, ဘာလို့ဆိုတော့ academic ကအရန်ကိုမှအရေးကြီးရဲ့အမတို့ခေါ်ဆိုတော့ GPA ပေါ့နော်ကိုကဒါအမ Global Academy ကပြောမို့ဘယ်အကြောင်းပဲရှောက်ကိုကဟိုမှာအမှတ်များများရထားတယ် grades ကောင်းကောင်းရထားတယ်ဆိုလို့ရှိရင်ဥမာဒီဒါကအမတို့က scholarship ကကြအခုနောက်ပိုင်းမြန်မာအကြောင်းသားရယ်ဆိုပြီးတော့ special scholarship ပေးနေလို့ပေါ့နော်ဥမာတခြားအကြောင်းတွေဆိုလို့ရှိရင်ဥမာ academic scholarship အဲ့လိုမျိုးရှိရဲအဲ့ဆိုလို့ရှိရင်ကိုက GPA များများရလေဒါကိုအတွက်ကောင်းနေပေါ့နော်ဒါကတော့ခုနက academics ပေါ့နော်နောက်တစ်ခုကတော့ English မှာဆိုလဲဒါအကြောင်းတစ်ကြောင်းတစ်ကြောင်းမတူဘူးပေါ့နော်ချို့အကြောင်းတွေဆိုရင်သူတို့ရဲ့ scholarship requirements ကို IELTS 5.5 ရရမယ်6.0 ရရမယ်ဒါမျိုးရှိရပေါ့နော်အဲကိုကအမှတ်ကောင်းလေကိုအတွက်အရာ chance များလေပေါ့နော် Gasian University are private college from Myanmar ဒီမေးခွန်းကမှခုနကဒီ Unilink ကမောင်လေးမေးခွန်းနဲ့အတူလောက်ပဲဥစားပြောရလိမ့်မယ်college transfer credit transfer ကတော့လက်ရှိမှာတော်တော်လေးအဆင်မပြေလောက်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့အမားတို့ကခုန course mapping လုပ်ထားဖြစ်တဲ့အတွက်ဒီ single university ရဲ့ degree ပဲမှာတော့ deliver လုပ်ထားတာမဟုတ်တော့နှစ်ခုလုံးနဲ့ဆိုတော့လက်ရှိမှာတော့ admission ကတော့ဒီ credit transfer process ကိုတော့လက်မခံသေးဘူးအကုန်လုံးကျောင်းသားတွေတော်တော်များများအမားတို့ first year ကနေပဲစခိုင်းတာများတယ်နောက်ထပ်မေးခွန်းကကျွန်တော်မေးလိုက်မယ်နော်ကျွန်တော်ကျောင်းသားနေရာစဉ်းစားပြီးတော့မေးပြီးတချို့ဟာလေးရှင်သူတို့ဒီလောတဲ့ admission process မှာကျွန်တော် interview ပါလားမသိဘူးမပါဘူးဒါပေမဲ့အမတို့ဒီ general intake မှာဘာလောက်ခိုင်းလဲဆိုတော့အမတို့အဲ့လိုမျိုးဟိုဘာလဲ personal statement လိုမျိုး admission form မှာအမတို့ဖြည့်ခိုင်းတယ်ဒါပေမဲ့ very like similar questions မှာဘာလဲ why you choose like Global Academy အဲ့လိုမျိုးလေးပဲပေါ့နော်လက်ရှိ admission မှာတော့အမတို့ interview မပါဘူး scholarship process မှာလည်း interview မပါသေးဘူးပေါ့နော်ဂျာမေးချင်တယ်ရောရှိသေးလားမသိဘူးရှင်မိကုန်းနေရာနေမြင်တော်များနော်မိကုန်းတွေလည်းမြတ်အမအစတွေကလည်းအစုံလေးပြန် sharing လုပ်ထားတော့နောက်တစ်ခုကတော့ဒါတော့ခုနကလည်းဒီရှိမှမေးရရောအလုပ်ကြောင်းအမြဲတမ်းပါလို့ပေါ့နော်ဆိုတော့အလုပ်ကကြတော့ဒါဘယ်လိုပြောရမလဲဆိုဟိုကျောင်းက support ပေးလို့ရတာ networking ပေါ့နော် networking ဆိုတော့ဥပမာမတို့ဒီ Global Academy ဆိုလို့ရှိရင် Australian degree ကို deliver ဖြစ်တဲ့အတွက်မတို့ဆို Australian organization တွေခုနကလည်း Australian Thai Chambership တွေနောက်ဒီ Thai မှာလာလုပ်နေတဲ့ဒီ Australian companies တွေရှိရပေါ့နော်သူတို့နဲ့ close relationship ရှိရတဲ့အတွက်ဒါတော့ကျောင်းက networking က strong ဖြစ်ပြီးသားပေါ့နော်ဒါတော့ကျောင်းဘက်ကလည်းပေးရ support ကိုယ်တိုင်ကလည်းပေါ့နော်ခုနကလိုမျိုးကျောင်းစာမှာလည်းထူးချွန်တယ်ကိုယ့်ရဲ့ဒီ personal လည်းကောင်းတယ်ဆိုလို့ရှိရင်တော့ကိုကသူများတဲ့အလုပ်ရဖို့ chance များမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဥမာအမကိုယ်တိုင်လည်းဒါ international student ဖြစ်ခဲ့တော့ဟို international students တွေကကျောင်းနေမှာအများကြီးပဲကွာအမတို့ CN Global Academy မှာရောက်50ရှိမယ်ဟိုဒါမဟီတော့မှ100ရှိမယ်အများကြီးကိုကအဲ့ထဲမှာ stand out ဖြစ်ဖို့ဆိုတော့ကိုယ်တိုင်ကလည်းစာတော်နေုံနဲ့လည်းမပြီးသေးဘူးကိုယ့်ရဲ့ personality ကဘယ်လောက်ကောင်းလဲဥမာ interview မှာကိုယ်ဘယ်လောက်ထိ well prepared ဖြစ်လဲဒါမျိုးတွေလည်းအများကြီးမပြီးသေးရပေါ့နော်ဒါမှဘာလို့လဲဆိုတော့အမတို့လည်းအခုမှာဒီအလုပ်ခွင်ရောက်တဲ့အချိန်မှာအမတို့ဒီ interview တွေဆို interview အမတို့ဒီမှာရ CV resume တွေအများကြီးအဲ့ထဲမှာဒါကိုယ့်ကို attract လုပ်နိုင်ဖို့ဆိုတာ okay ကိုက company ကအကြောင်းဘယ်လောက်တည်လဲကိုလိုချင်တဲ့ requirements နဲ့သူနဲ့ meet ဖြစ်လာတယ်ဒါမျိုးတွေလည်းမူတည်သေးရပေါ့နော်အဲ့ကြောင့်အမအလုပ်ကြောင်အရင်ကြီးဟိုလိုမျိုးကြီးguarantee မပြောတာကြတော့အကြောင်းသားတစ်ယောက်ချင်းတိုင်းပေါ်မှာမူတည်တယ်ဒါမျိုးတွေလည်းရှိသေးတယ်ပေါ့နော်အကြောင်းသားကလည်းတေချာလေးကိုဘာဝန္ဒနာပါလဲကိုဘာလဲကိုဝန္ဒနာပိုင်းဟာမှာကိုကတေချာလေးမှာ interview မှာကိုကပြောနိုင်မယ် marketing ဆိုလဲမှာသူကဒီ product ကိုဘယ်လို promote လုပ်မလဲဆိုရင်marketing နဲ့သမားဆိုလို့ရှိရင်ပို့ပြီးတော့ creative တွေပိုကောင်းတယ်ပေါ့နော်ဒါမျိုးတွေလည်းကွာသေးရဲ့ညီမတစ်ခုလောက်မေးချင်လို့ပေါ့နော်အခုဒီ student တွေမှာပေါ့နော်ဘယ်နိုင်ငံ student တွေပို့ပြီးတော့ဒီ Global Academy မှာလာတက်ကြလဲမသိဘူးရှင်ကျောင်းတွေကတော့တော်တော်ခုနောက်ပိုင်းကတော့ဟို diverse တော့ဖြစ်တယ်ပေါ့နော်ပြောရလို့မြန်မာကျောင်းသားကတော့အမတို့တော်တော်များတယ်ဘာလို့အထူးသဖြင့် background ကြတော့ဒီမြန်မာနိုင်ငံနဲ့လည်းနီးတယ်အထူးသဖြင့် school fees ပေါ့နော် school fees ကလည်းအမတို့ဒီ Australia တော့ Canada မှာတော့တွတ်တက်တယ်ဆိုရင်ပို့ပြီးတော့ affordable ဖြစ်တယ်ပေါ့နော်နောက်အများအပြားအဲ့ percentage ကကြတော့များများတော့အမတို့ transfer လုပ်မဲ့ကျောင်းသားကတော့ပိုများတယ်ဘာလို့အမတို့ဒီမြန်မာကျောင်းသားတွေအရင်က Australia ကကြအမတို့ top
3 destination ထဲမှာပါတာကို ဟုတ်ဟုတ် လက်ရှိဒီအကြောင်းအကျိုးအမျိုးမျိုးကြောင့်လာသွားလို့မရသေးတာဆိုတော့ကျောင်းသားတွေကဒီဟာကိုအရင်တက်ကြရပေါ့နော်နောက်တခြားကကြမှာ Southeast Asian နိုင်ငံတွေကပါမယ်နောက်တခြားနိုင်ငံတွေကလည်းတော်တော်များများတော့ရှိရပေါ့နော်မြန်မာကျောင်းသားကတော့အများဆုံးပဲမဟုတ် campus မှာတော့ ဟုတ်ကဲ့ရှင်ဟုတ်ခေါနော် class တွေပါတွေကမှတစ်ပတ်ကိုဘယ်နှစ်ရက်လောက်တက်ရလဲမသိဘူးရှင်တစ်ပတ်ကိုအားလုံးပါအမတို့ Monday to Friday ပေါ့နော်ပုံမှန်ဒါအကြောင်းချိန်တိုင်းပဲclass ကတော့9 to 4ပေါ့နော်နောက်ပြီးတော့တစ်ခုကကြာညီမလေးမေးလို့ assessment type ပေါ့နော် assessment type ကကြာအမတို့ exam only သွားတာမဟုတ်ဘူးprojects ရယ်နောက်ပြီးတော့ assignment ရယ်နောက်ပြီးတော့ exam ရယ်ပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့အမတို့သွားတဲ့ assessment type မျိုးပေါ့နော်အမတို့ somewhere only ပဲသွားတာမဟုတ်ဒါကတော့ assessment type နောက်တစ်ခုကတော့အမခုနက student faculty ratio ကကြတော့ class တစ်ခုကို20 to 1လောက်ရှိရပေါ့နော် class တစ်ခုကို20 students လောက်ရှိရဟုတ်ကဲ့ရှင်ဟုတ်အခြားမေးချင်တာလေးရှိတာဒီလားမသိဘူးရှင်ကိုကခုနလိုမျိုးပေါ့နော်ကိုမှ academically လဲ ready ဖြစ်နေပြီဆိုလို့ရှိရင်တော့အမတို့ဒီ January intake ကိုရှောက်ဖို့ recommend ပေးပါဆိုအဓိက scholarship ကြောင့်ပေါ့နော်ဒီ January မှာဆိုအမတို့ scholarship ကိုတခြားဘာ additional requirements မှမတောင်းဘဲနဲ့ဒီ maximum scholarship 2,500အောင်ပါမြန်မာကျောင်းသားတွေအကုန်လုံးပေးနေတော့ okay ကို ready ဖြစ်ပြီဆိုလို့ရှိရင်တော့ဒါကိုကရှောက်ဖို့တော့မှ recommend ပေးရပေါ့နော်နောက်ပိုင်းကြာလို့ရှိရင်လည်း policy changes ဖြစ်ပြီးတော့မှ interview ပေါ်မူတည်ပြီးပေးတာမျိုးGPA ပေါ်ကိုယ့်ရဲ့ academic result ပေါ်မူတည်ပြီးပေးရမျိုးဆိုလို့ရှိရင် percentage တွေအဲ့လိုမျိုးတွေလည်းသွားကောင်းသွားနိုင်တော့အခုလက်ရှိ January မှာကတော့ January 2026 intake မှာတော့မတော်မြန်မာကျောင်းသားတိုင်း entry meet ဖြစ်တာနဲ့မတော် time ban 2,500 scholarship ပေးတယ်ဟုတ်ကဲ့ရှင်ဟုတ်အမဒီ January intake အတွက်ကိုလေ deadline လေးရောသိလို့ရမလားရှင်အမ January intake က class စတာက19ဆိုအမမှာ specific deadline တော့မရှိဘူးဒါပေမဲ့19စတာဖြစ်တဲ့အတွက်ဖြစ်နိုင်ရင်တော့ December like second weeks လောက်တော့နောက်ဆုံးထားပြီးတော့ရှောက်ရတော့ကိုယ့်အတွက်ဘာမှအရင် rush ဖြစ်တော့ဘူးပေါ့နော်visa document ရအောက်တာနဲ့ဟိုအကြောင်း apply လုပ်တာနဲ့ဆိုအလုံးမမကြောက်ဆိုရင်တော့မှ20 days ဝန်းကျင်လောက်ကြာရဲဆိုတော့ကိုကကြိုးလျှောက်ထားလို့ရှိရင်တော့အရင်အကြောင်းသားတွေအနေနဲ့ rush မဖြစ်တော့ဘူးပေါ့နော်ကဲကိုကဟိုနောက်မှရှောက်မဲ့အဲ့လိုမျိုး late applicant မျိုးရှိရဆိုလို့ရှိရင်လည်းအမတို့ကလက်ခံလို့ရတယ်။မဲ့ခါကျတော့ကျောင်းသားတွေက visa တွေပါတယ်ဆိုလို့ရှိရင်တော့တော်တော်လေးဟိုမှာချို့ကျောင်းသားတွေဆိုရင်ဒီ Thailand ကိုအရင်လာပြီးတော့မှအမတို့ free visa နဲ့လာပြီးတော့မှနောက်ပိုင်းကျရင် ED ပြန်ပြောင်းသွားရင်ဒါမျိုးရောလုပ်လို့ရတယ်ပေါ့နော်။မဲ့ကိုကအချိန်လေးပေးပြီးတော့ကြိုလျှောက်ထားရဲဆိုလို့ရှိရင်တော့ဒီ process တစ်ခုလုံးအေးအေးဆေးဆေးလုပ်လို့တော့ရတယ်။ကဲပါရှင်ကျေးဇူးပါ။ဟုတ်အခြားမေးချင်တာရှိသေးလားမသိဘူးရှင်ချက်ထဲမှာတော့မရှိတော့ဘူးဒီနေ့အမ share တာပေးတာလဲတော်တော်လေးစုံစုံလင်လင်လေးဖြစ်သွားပြီမိတာတွေကလည်းအများကြီးဖြစ်နေပြီဆိုတော့လေဟုတ်မအဲ့ဒါဆိုရင်ညီမတို့ဒီ webinar လေးကိုပြီးလို့ရှိရင်အန်လိုက်ပါတော့မယ်ဒီနေ့ပေါ့နော်ဒီ Global Academy အကြောင်း sharing လုပ်ပေးတဲ့ဒါ Regional Manager မကျော်တနာဝင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့ meeting လာ join ပေးတဲ့ပေါ့နော်ဒီကျောင်းသားကျောင်းသူတွေအနေနဲ့လည်းပေါ့နော်ဒါဒီ Global Academy မှာဒီ January intake အတွက်ဒါတက်ဖို့စိတ်ဝင်စားရဆိုလို့ရှိရင် Unilist မြန်မာ page ကနေပြီးတော့ဒါ one-on-one consult လာလုပ်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအမရဲ့ webinar လေးကိုအချိန်ပေးပြီးတက်ရောက်ပြီးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ကဲကိုဒီ webinar ပြီးလို့မှထပ်သိချင်တာရှိရဲဆိုလို့ရှိရင်လည်းအမရဲ့ဒီ official partner ဖြစ်တဲ့ဒါ Unilink ကိုအချိန်မျိုးဆက်သွယ်ပြီးတော့မေးလို့ရပါတယ်။အားလုံးပဲကျေးဇူးပါ bye bye ကဲပါဟုတ်အားလုံးပဲကျေးဇူးပါရှင်ဟုတ်